ဆိုလိုက်ဒီပြိုင်ပွဲဝင်ပြပုံကပေါ့နော်အကြောင်းစုံနေပွဲသွားတီးရောအဲ့မှာဆရာကြီးတွေကတမီးကိုပြိုင်ပွဲတက်ဖို့ပြောရပေါ့နော်တမီးကအမျိုးသမီးစနေရပညာနဲ့ပေါ့နော်15အဆင့်မှာ2022ခုနှစ်ကရန်ကုန်တိုင်းမှာပထမ2023မှာရန်ကုန်တိုင်းမှာပထမဗဟိုမှာကျေးဇူးစိတ်ရရှိခဲ့တယ်2024မှာရန်ကုန်တိုင်းမှာပထမမဟာဂီတအကြတော့အဆိုပြိုင်ပွဲပေါ့နော်အဲ့ဒါကြတော့တတိယရရှိခဲ့တယ်ဗဟိုမှာကတော့ငွေတစ်စိတ်ရရှိခဲ့တယ်အခု2025မှာကျတော့သမီးရန်ကုန်တိုင်းမှာပထမအဆိုမဟာဂီတလည်းတတိယရရှိခဲ့တယ်ဗဟိုမှာတော့သမီးဒီနေ့ရွှေတစ်စိတ်ရရှိခဲ့ပါရှင်စုရရပြီးပြန်လာတော့ကျောင်းကကျောင်းဆရာမကြီးတွေအဲ့လိုကျောင်းသားတွေကျောင်းသူတွေသမီးကိုကြိုရပေါ့နော်ဝိုင်းပြီးတော့ဂုဏ်ပြုပေးတယ်အဲ့အတွက်လည်းအရင်ဝမ်းသာပါတယ်လို့ပြောချင်ပါတယ်ရှင်မိကကျောင်းပညာရေးမှာတော့ပေါ့နော်ပညာတတ်ကြီးဖြစ်အောင်ကြိုးစားသွားမယ်ပြီးတော့အမှုပညာမှာလည်းပေါ့နော်စနေရပညာရှင်တယောက်ဖြစ်အောင်ကြိုးစားသွားမယ်အဆိုမှာလည်းအဆိုကောင်းတယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်ရှင်ဟုတ်Throughout the long journey of life, the arts others soothe enhance, creating a sanctuary of peace and tranquility for the human spirit. Balancing academic pursuits with a lifelong passion for singing, dancing, and instrumental music, nurtured by parental support, is Ipoposo, artistically known as O.O. Tanda, who is joyfully navigating her youth through these dual pathways.သမီး9 နှစ်လောက်ထဲอ่ะပေါ့เนาะတချင်းတွေဆိုရဲကရဲအမှုပညာစိတ်ဝင်စားခဲ့တယ်အဲ့ဒါဖေတို့မေတို့ကသမီးကိုတင်တန်းတွေပါတက်ပြီးတော့ပြိုင်ပွဲတွေပါပြိုင်မှုတွန်းအားပေးရပေါ့เนาะသမီးကလည်းဖေတို့မေတို့တွန်းအားပေးရတဲ့ပို့ပြီးတော့ဝါသနာပါရဲ့အတွက်ပေါ့ဒီအမှုပညာလည်းကြောင့်ပေါ့ရှော့ဖြစ်ခဲ့ရပဲဖြစ်ပါတယ်O.O. Tanda is not only skilled in instrumentation but possesses a deep passion for vocal performance as well. Her dedication extends to competitive singing, where she has honed her skills through rigorous training to reach a contest-ready level. သူ့ရဲ့အတန်လေးကချိုးတယ်ချိုးတော့ဒါသင်လို့ရတဲ့အတန်ဆိုတာဆရာမသိလိုက်တယ်ဒါကြောင့်မို့ပထမဆုံးသူမဟာဂီတလေးသင်ကြည့်တယ်မဟာဂီတသင်ပြီးတဲ့အခါကျရင်ကာလဘိုလ်လေးတစ်ခါသင်ကြည့်တယ်သူ့တဝါးစီပေါ့တစည်းစီကိုကလှုပ်ပြီးတော့စမ်းကြည့်တယ်လေချောချောမောမောပဲသူလှုပ်နိုင်တယ်သူသင်လို့ရတယ်အဲ့ဒီအတန်မျိုးလေးလေသူကပီလဲပီတယ်ချိုးလဲချိုးတယ်ကြည်လဲကြည်တယ်လေနတ်လူတန်ငယ်ညောင်းဆိုတဲ့စီကိုအာယုံဆိုင်လိုက်ရင်အတီးဘက်ကယော့သွားတာပဲလေကြီးတဲ့စီကိုအာယုံဆိုင်လိုက်ရင်လည်းအဆိုးဘက်ကယော့သွားတာပဲကျွန်တော်တို့လည်းမလုပ်နိုင်ပါဘူးဆိုလို့လည်းကျွန်တော်တို့ကမရဘူးအဲ့တော့ကလေးတွေရဲ့တဲလန့်ပေါ့သူတို့ကိုယ်တိုင်ကိုတော်ကြတာပါအဲ့လေကတော့ဆရာမလည်းသူတတိထားကြည့်နေတယ်တချို့ကြတော့တီးနေရတာဖြစ်တဲ့အတွက် तू ကအဆိုမှာအဆိုအသိဂယုမဆိုင်နေတာ तू ကစုံနေရပြီအတီးမှာကြောင်သွားတာတို့အလုံးချော်သွားတာဖြစ်တယ် तू ကအဲ့လိုတော့မဖြစ်ဘူးဘာဖြစ်လို့ तू ကဒီထဲမှာဘလောက်စိတ်ကိုနှစ်ထားတယ်ဆိုတာအဲ့ဒီမှာပေါ်လွင်ပါတယ်